အမျိုးကောင်းသမီးတစ်ယောက်ကဒီလိုမျိုးကိုယ့်ရဲ့အိမ်အောင်ဘက်အမျိုးသားကိုဘာမှမပြောဘဲနဲ့လွယ်ကူကူနဲ့အိမ်ကနေဘယ်တော့မှထွက်မသွားပါဘူးကျွန်တော်နားလည်းမပေးဘူးတဲ့တစ်ဖက်သက်ကြီးပြောပြီးတော့အိမ်ကထွက်သွားတာတဲ့စိတ်ညစ်နေရတယ်ဗျာတဲ့အဲ့တော့ကျွန်မခုနရှေ့ရပြောသလိုပဲပေါ့နော်တကယ်အမျိုးသမီးကောင်းတစ်ယောက်ပေါ့နော်အမျိုးသမီးကောင်းတစ်ယောက်ကဒီလိုမျိုးကိုယ့်ရဲ့အိမ်အောင်ဘက်ကောင်းတဲ့အိမ်အောင်ဘက်ဖြစ်ဖြစ်ဆိုးတဲ့အိမ်အောင်ဘက်ပဲဖြစ်ဖြစ်အလွယ်တကူနဲ့သူတို့ကလက်လွတ်ပြီးတော့မှဘယ်တော့မှစွန့်ပစ်မသွားဘူးเนาะအဲ့တော့ဒါအမျိုးသမီးတိုင်းသူတို့တွေသိကြတယ်เนาะအဲ့တော့နားလည်မပေးဘူးဆိုတာဘလို့အကြောင်းအရာတွေမှာနားလည်မပေးတာလဲနားလည်ပေးလာအောင်ကိုကဘလောက်ထိသူ့ကိုပြောပြပေးပြီးပြီလဲကိုနားလည်ပေးဖို့အတွက်သူ့ကိုရောကိုဘလောက်နားလည်ပေးပြီးပြီလဲလူဆိုတာကျွန်မရှေ့ရဗီဒီယိုပြောသလိုပဲ give and take ကိုလိုချင်တာရှိရင်ကိုကအရင်ပေးရပါတယ်အဲ့တော့အိမ်ကနေထွက်သွားတယ်ဆိုကြတဲ့ဒီအမျိုးသမီးရဲ့စိတ်ထဲမှာအရန်ကိုမှเนาะစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေတာကြောင့်လည်းဖြစ်နိုင်တယ်အမျိုးသမီးကောင်းတစ်ယောက်ဆိုရင်ပြောတာเนาะအဲ့တော့စိတ်ညစ်နေလို့မရပါဘူးเนาะစိတ်ညစ်နေလို့မရဘူးလောကကြီးမှာဒီလိုပဲကောင်းတာတွေရှိသလိုဆိုးတာတွေလည်းကြုံရအောင်ပါပဲအဲ့တော့ဖြစ်လာတဲ့ပြဿနာကိုမြင်အောင်ကြည့်ပြီးရင်ဘလို့နီးလန်းနဲ့ဖြည့်ရှင်းမလဲဆိုတာကိုပဲနီးလန်းရှာဖို့လိုပါတယ်အဲ့တော့အခုအိမ်ကနေထွက်သွားတယ်ဆိုရင်သူဘယ်နားမှာရှိနေတာလဲသူဘယ်မှာနေတာလဲကိုသိအောင်စုံစမ်းပြီးတော့ရင်သူစီကိုလိုက်သွားပြီးတဲ့ခါကျရင်အေးဆေးနွေးထွေးနဲ့ဆွေးနွေးတိုင်ပင်မှုလုပ်ပါမျိုးသမီးတစ်ယောက်ကအိမ်ကနေထွက်သွားပြီဆိုရင်တော့တော်ကိုဘယ်လိုပြောမလဲအမြဲတမ်းထွက်သွားနေကြမဟုတ်ဘူးပေါ့နော်အခုမှပထမဆုံးချိန်ထွက်သွားတာဆိုလို့ရှိရင်တော့တော်ကိုသူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့မှစိတ်ထိခိုက်မှုတွေအများကြီးရနေလို့ဖြစ်ပါလိမ့်မယ်အဲ့တော့အခုအနေနဲ့လောက်ရမှာတော့ကို့အမျိုးသမီးရှိတဲ့နေရာကိုသွားပြီးတော့မှအခုဖြစ်နေတဲ့ပြဿနာကိစ္စအဝဝကိုသေချာရှင်းလင်းအောင်ပြောပြပါပြီးသွားလို့ရှိရင်အကိုတို့ relationship အတွက်ရှေ့ဆက်ဖို့အတွက်တော့သူ့ဘက်ကနေကို့မှာဘာတွေပြင်စရာရှိလဲမေးပြီးရင်ကိုကအရင်ပြင်လိုက်ပါပြင်ပြပြီးသွားရင်သူ့ဘက်ကိုလည်းကိုဘာတွေပြင်စေခြင်းလဲဆိုတာကိုချိုတတာနဲ့ညင်တာမှုရှိစွာနဲ့တစ်ဖက်လူကိုလေးစားသမှုဂရုစိုက်မှုရှိစွာနဲ့ပြောပြပေးပါအဲ့လိုမျိုးနှစ်ဦးနှစ်ဖက်ဆွေးနွေးပြီးတော့မှသူကလက်ခံတယ်ဆိုလို့ရှိရင်တော့အကိုတို့ relationship ကိုရှေ့ဆက်လို့ရပါလိမ့်မယ်။ तू ကလက်မခံတော့ခါခါတီတီဖြစ်နေတယ်ဆိုလို့ရှိရင်တော့လေဒါဟာအကိုတို့ရဲ့ရည်စက်ကဒီလောက်ပဲပါလို့ပါလို့ကျွန်မကတော့အကြံပြုချင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။